အမေရိကန်နှင့်အစ္စရေးတို့မှညှိနှိုင်းထားသောစစ်ရေးတိုက်ခိုက်မှုများစတင်ခဲ့သည့်အချိန်နှင့်တပြိုင်နက်စနေနေ့တွင်အီရန်နိုင်ငံတွင်နီးပါးပြည့်စုံသောအင်တာနက်ပိတ်ပင်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးလူဦးရေ86သန်းရှိသောပြည်သူများအတွက်နောက်ဆုံးကျန်ရှိနေသည့်ဒစ်ဂျစ်တယ်ဆက်သွယ်ရေးလမ်းကြောင်းများကိုပါဖြတ်တောက်လိုက်ခဲ့သည်အင်တာနက်စောင့်ကြည့်ရေးအဖွဲ့အစည်း Netflix ကလူမှုမီဒီယာတွင်အတည်ပြုချက်ထုတ်ပြန်ရာတွင်နိုင်ငံတော်ဝန်ဆက်သွယ်မှုအခြေအနေသည်ပုံမှန်အဆင့်၏4%သာကျန်ရှိတော့ကြောင်းဖော်ပြခဲ့သည်ကိုရက်ဒေတာများအရအီရန်သည်ယခုအခါနီးပါးပြည့်စုံသောအင်တာနက်ပိတ်ပင်မှုအတွင်းရောက်ရှိနေပြီဖြစ်သည်ဟုအဖွဲ့ကစပေါ်တွင်ရေးသားခဲ့ပြီးယင်းပိတ်ပင်မှုသည်မနှစ်ကအစ္စရေးနှင့်စစ်ပွဲအတွင်းအသုံးပြုခဲ့သောအရေးယူဆောင်ရွက်မှုများနှင့်ကိုက်ညီနေသည်ဟုလည်းထည့်သွင်းဖော်ပြခဲ့သည်အင်တာနက်ပိတ်ပင်မှုသည်သမ္မတဒေါ်နယ်ထရမ့်ကအဓိကစစ်ရေးတိုက်ခိုက်မှုများဟုခေါ်ဆိုခဲ့သည့်အီရန်ကိုဆန့်ကျင်သည့်လှုပ်ရှားမှုများစတင်ချိန်နှင့်တပြိုင်နက်ဖြစ်ပွားခဲ့သည်တီဟရန်အစ္စဖဟန်ကွမ်ကာရာဂျီနှင့်ကာမန်ရှားမြို့များတွင်ပောက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်းသတင်းများဖော်ပြခဲ့သည်အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကယင်းတိုက်ခိုက်မှုကိုအစ္စရေးနိုင်ငံအပေါ်ခြိမ်းခြောက်မှုများကိုဖယ်ရှားရန်ရည်ရွယ်သည့်ကြိုတင်တိုက်ခိုက်မှုဟုဖော်ပြခဲ့ပြီးအမေရိကန်အရာရှိများကလည်းအမေရိကန်တပ်ဖွဲ့များသည်လေကြောင်းနှင့်ပင်လယ်ကြောင်းမှတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်း Reuters သတင်းဌာနအရအတည်ပြုခဲ့သည်